အလုပ်ရပါစေအလုပ်ရပါစေထိုင်းစကားလည်းမတက်တာနဲ့အလုပ်ရပါစေကဲနောက်တစ်ယောက်လာမယ်ผมมีกลาค่ะ မင်္ဂလာပါကဲဆိုအကိစ္စ เลิกสมัครเชนลูก လက်စမတ်ချင်လို့ပေးစားစားတယ်ဆရာကြီးကြည်တာပဲဟဲ့နွားတယ်ဆရာကြီးကိုတတိချာလေးထားတယ်မှာနောက်ဆိုရင်ဒီလိုမျိုးတွေမခောက်လာနဲ့တိလား โอเค တော့လက်လျှောက်ပါဆိုမှမယ်နင်တို့တွေအကုန်လုံးတင်နေနေရဟောနိမဝပမရှိတာ โอ้ว่าปังเนี่ยအရင်တည်းကမထုတ်ဘူး မစုံဘူးနော်ဟိုတင်းရောဒီဘတ်ဂျက်အော်တွေပါရောမရှိသေးဘူးနော် ကျဲအောက်ကလည်းမရှိဘူး ဟောမရှိဘူးခန်းကရတယ် ကလေးရ နည်းနည်းလေးငါတို့ရုံမှာလူတွေနော်အကုန်လုံးပြည့်စုံမှလူတွေ ဟုတ်ဘူးလေကိုပြက်ကိုအပြစ်မှာကတ်ထားတာဘာမှမရှိလေရတယ်ဆို ဟုတ်တယ်နီးရုပ်ရည်ကိုကြည့်ပြီးတော့ငါမယူသဘောပေါက်နော်ငါတို့ကရုပ်ရည်နဲ့ဆိုင်နေတယ်နော်ဟုတ်တယ်နေဘူးတွေကလာတာမသိဘူးမျက်နှာတွေပြနေတယ်ရော့မိတ်ကပ်တလိမ့်လိုက်တော့ခုံသွားကဲနောက်တစ်ယောက်လာမယ်ဟာ လက်လက်စမ်းလာကိုကြီး โอเคပါ အထောက်အထားပြည့်စုံရှိတယ်နော်ကျွန်တော်မှာဟိုဧကဆန်ဘတ် ကြည့်ရစီ ဩဟုတ် ငါမန်နေဂျာ ဩဟုတ်ပါဘူးโอเคစာစံရန်ကတော့အဆုံးရှိပါရဲ့ ရှိတယ်ကိုကြီးကျွန်တော်ဆန်းဆန်းကုန်ရှိတယ်အားလုံးပြည့်စုံရှိတယ်ဗျ ပြည့်စုံပါလေဒါပေမဲ့ထိုင်းစကား အော်လွိုင်းပါစင်လွိုင်းပါစင် လွယ်ပါစ လွိုင်းပါစင် โอเค လွိုင်းပါစင်တရားခဲလုံးတက်လာ ခေါ်တယ် ဒါပြည့်စုံလေးရှိတယ်လေကိုကြီး မဲနေ အဲ့ဒါကလွိုင်းပါစင်တက်တယ် မဲနေနော်ငါတို့ယုံကရုပ်ရည်နဲ့ကြည့်ပြီးတော့လည်းခေါ်တယ်နော်မင်းတို့ကင်းကောင်းလို့ဘေးကလို့ကိုရီယိုလို့ဘာလို့ကောင်းငါတို့ကလောက်ခံလိုက်မယ်ဆိုရင်တကယ်လို့ငါတို့စိတ်ယုံကိုဧည့်သည်လာမယ်ဆိုရင်တို့လောက်မယ်ဟမ် ဟုတ်တယ်ပါလေကိုကြီး ဘလို့ပါနေငါနားမလဲဘူးနော်ငါမိထက်ပူချောတယ်ပူတန့်နော်ငါမန်နေဂျာဘောပါနော်ကြော်ယူတော့မကြည့်မစ္စတာရကြည့်မောနာဘောကဘာပေးနာနဲ့ပြီးတော့ရုပ်ကကင်းအောင်လို့ဘာလို့ဘေလူဝါလို့နဲ့တော့ရအောင်ခေါ်ဒါအန်ချာဟေးကျွန်တော်ရပါလောက်ရပါစေ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 哎呦我的妈မောင်လေးရမောင်လေးကဆိုင်ရတဲ့နန်းနေမစုံဘူးမော်ခုနကတော့ကြာတယ်ဩမောင်လေးကလေဘလို့ပုံစံမျိုးပဲဖြစ်ဖြစ်ပေါ့မောင်လေးကလေမောင်လေးကအလုပ်ရရင်ဒီကမဟုတ်ဘူးလားခုကမောင်လေးကဆိုင်ရတဲ့နန်းလည်းမစုံဘူးခုနကတော့အတန်ကြီးကတစ်မျိုးအခုတစ်မျိုးဖြစ်သွားတော့ကျွန်တော်ထူးဆန်းနေတာထူးဆန်းပါနဲ့မောင်လေးကလေဒါဖြစ်နေကြပါကြုံနေကြပါနော်မောင်လေးမှာဆိုင်ရတဲ့နန်းလည်းမစုံမစုံဟုတ်တယ်ထိုင်းစကားရောရထိုင်းစကားမတက်ဘူးမတက်ဘူးဩအဲ့ဆိုရင်ဒါကမြီးမောင်လေးကလည်းဒါဆိုမောင်လေးကိုအလုပ်ခန့်လိုက်ပြီနော်နှစ်ခါကနေဆိုင်ကမောင်လေးအလုပ်စီလိုက်နော်ပြောလိုက်တာပြောမှာပေါ့မောင်လေးကအစင်လေးကိုမောင်လေးကနော်မေကမျိုးနော်မျိုးဟုတ်ပြီဖြစ်နေတာလေလိုင်းနေသူလေဟဲ့ကောင်မဒီဘလို့ဖြစ်နေတာလေဟုတ်ဘူးလေကောင်မကျမတို့ခေါ်လိုက်တယ်ဆိုတော့ကျမထမ်းထားတော့စားစားလိုက်ရှိတယ်ကျမတို့ခေါ်လိုက်ပါလား ပလင်းဝေရှက်ကတော့ရောနေဟန်ပြန်ယူပြီးသွားလိုက်တော့ကောင်းပါရဲ့အတေးစွန်နန်နေ ခဏကျတော့လောက်ခဲ့မယ်ဆိုတော့ ခဲတော့တော်ကျမရုံးမတုံးထုံးမရေခဏပြောတော့အညုံညုံပဲခေါ်လိုက်တယ်နဲ့အခုကျတော့ချက်ချင်းကိုပြောင်းလဲသွားတယ်မတာမခွေးမလုပ်ဘူးကျမရုံးမတုံးထုံးမရေမလေးဝဲတော့ထားကုန်ပါပြီ အတေးစွန်နန်နေ ကျမရုံးမတုံးထုံးမတေးတော့မလုပ်ဘူးမဆိုင် မလုံးနဲ့ငါလုံချုံရေးခေါ်လိုက်မှာတော့တာနည်းနည်းသွား အေးမဆိုင်တာဒါပဲဟဲ့ကောင်မ တငယ်ချင်းနေတော့ပလင်းဝေ